အခုတက်ရောက်လာကြတဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့တကွာဧည့်သည်တော်များနဲ့ဘုလူကြီးများအားလုံးကိုလိုက်လဲနဲ့မင်္ဂလာပါလို့ပြောပြပြပါစေ။ကျမကတော့ဒီနေ့ပွဲချင်းမရေးကော်မတီမှာဥက္ကဋ္ဌတာဝန်နဲ့ပြုရေးစက်ကော်မတီမှာလူဥက္ကဋ္ဌတာဝန်ယူထားတဲ့မိမြအောင်ဖြစ်ပါလို့ရှင်။ကျမကပြုရေးပိုင်းမှာတာဝန်ယူထားရတဲ့အတွက်ကျမတို့လူမျိုးများရဲ့ယဉ်ကျေးမှုကလေးရိုးရာအပိုင်းကိုပဲအချင်းချင်းတင်ပြပါရစေ။ကျမတို့လူမျိုးများရဲ့ရိုးရာအစိုးအကအတီးအမှုတ်စားတဲ့ဒုတိယများတာအခုမှစမ်းသပ်တည်ထွင်ပြီးတော့မှပေါ်ပေါက်လာတဲ့ရိုးရာရဲ့ရှေးရိုးရာကလေးယဉ်ကျေးမှုပဲဖြစ်ပါလို့ရှိဒီဖို့အတွက်အစိုးကအရေးကြီးတိုင်ပွဲတွေကိုကျင်းပပေးနေတဲ့အချိန်မှာကျမတို့ကလည်းမိမိတို့ရဲ့ရိုးရာကလေးယဉ်ကျေးမှုကိုမပပျောက်စေဖို့အတွက်နိုင်တဲ့အားနဲ့ထိန်းသိမ်းကာကွယ်နေခြင်းဖြစ်ပါလို့ရှိအဲ့ဒါကြောင့်အခုဒီပွဲမှာဆိုရင်ကျမတို့လူငယ်များဒီအလွှာပေါင်းစုံကနေပါဝင်လာဖို့အတွက်တက္ကသိုလ်ပေါင်းစုံမှလူငယ်များနဲ့မြို့နယ်အသီးသီးမှလူငယ်မောင်မယ်များအားလုံးကိုစုပေါင်းပြီးတော့မှဒီနေ့89ကြိမ်မြောက်မွန်မျိုးသားနေ့ပြုလုပ်ရေးစီစဉ်ပေါ်မှာပြုလုပ်ရေးအပိုင်းအနေနဲ့ကျမကတာဝန်ယူပြီးတော့ပြုလုပ်မှာဖြစ်ပါလို့ရှိရင်နောက်ပြီးကျမတို့အနေနဲ့ပိုပြီးအားတက်စေတဲ့အချက်ကတော့နိုင်ငံတော်အနေနဲ့တိုင်းရင်းသားတွေကိုအတိအမှတ်ပြုပေးမှုငွေအားနဲ့ကူညီပံ့ပေးပေးမှုနဲ့မွန်လူထုအားလုံးကကူညီဝန်းရံပေးမှုတွေကြောင့်အခုလိုခန်းခန်းနာနာနဲ့ကျင်းပနိုင်ခြင်းဖြစ်ပါလေရှင်အခုပြောပြရေးအပိုင်းမှာဆိုရင်ရှင်းရခင်ကလေးကမွန်ရိုးရာအကများဖြစ်တဲ့ရွှေရင်းသာကလေသမားရင်းအကစစ်သူကြီးရင်းကနဂနာရင်းကနပါပါရင်းကစသဖြင့်မွန်ရိုးရာကလေးကနိကအများစွာတွေကိုနန်းနှင်းပွဲတွေတော်ဝင်ပွဲတွေမှာကခဲ့တဲ့အကများအတိုင်းမွန်လူရီယာအစစ်နဲ့ပြောပြကပြမှာဖြစ်ပါလေရှင်ဒီနေ့ကျမတို့89ကြိမ်မြောက်မွန်မျိုးသားနေ့ပွဲကိုတိုင်းနိုင်ငံလော့ပူဒီမျိုးကမွန်လူမျိုးများပါလာရောက်ပြီးတက်ရောက်ရှင်းမြောက်အားပေးကြလို့လည်းအထူးပဲဝမ်းသာဖြစ်ကြပါလို့ရှင်နောက်ပြီးကျမတို့ရဲ့ပြောပြရေးအပိုင်းကိုလည်းချိန်ပေးပြီးတော့ကြည့်ရှုအားပေးနေချင်ပါတယ်ဒီနေ့မှာတော့နာမည်ကြီးမော်ဆိုတော်များနဲ့အဆိုရှင်များစွာကလည်းပါဝင်အားဖြည့်ပေးထားပါတယ်ယခင်တော့ကဆိုရင်ကျမတို့ရဲ့မွန်ခမ်းနားတွေမှာဆိုရင်အခုလိုမွန်တူရီယာမရှိသလိုခံစားခဲ့ရပါတယ်ရှင်အခုတော့ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ကူညီပံ့ပိုးပေးမှုနဲ့ကျမတို့မွန်လူထုတွေရဲ့ကူညီပံ့ပိုးပေးမှုကြောင့်မွန်ရိုးရာဒုတိယသင်တန်းကိုလည်းအောင်မြင်မြင်နဲ့ကျမတို့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်ရှင်။နောက်ပြီးမွန်အခြေခံအကသင်တန်းအကမွန်မှန်သင်တန်းကိုလည်းကျမတို့မွန်စာပေယဉ်ကျေးမှုကော်မတီကနေဦးဆောင်ပြီးတော့ဖွင့်လှစ်နိုင်ခဲ့လို့လည်းအခုလိုမြန်မြန်ဆိုင်ဆိုင်နဲ့စီမင်းပေါ်မှာအခုလိုပြောပြနိုင်ခြင်းပဲဖြစ်ပါလေရှင်။ဒါကြောင့်မွန်ဒုတိယအတီးသင်တန်းကိုလာရောက်တင်ပြပေးပါတော့နယူးမယ်လိုဒီအောင်စားဖွဲ့မှာဆရာမမိမှုမွေးအေးနဲ့အဖွဲ့တွေကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။မောအခြေခံအကနဲ့မွန်းမှန်အဆင့်အထိကိုစိတ်ရောကိုယ်ပါအားထည့်ပြီးတော့သင်တန်းတစ်လျှောက်လုံးကိုစေတနာအပြည့်နဲ့လာရောက်တင်ပြပေးပါတော့အစိုးနဲ့အကပညာရှင်ဆရာမကြီးမိမြတန်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ပြီးကျမတို့ဒီပွဲမှာကပြခဲ့ကြတဲ့လူငယ်မောင်မယ်များအတွက်အဝတ်ထည်များပဝါများကိုလူတန်းပေးကြတဲ့ MD မွန်ရိုးရာအထည်ဆိုင်မှညီမလေးမို့နွန်တော်ပိုးတဲ့အတိုင်းမှမိမိသားခင်မိကလေးယာမွန်ရိုးရာအထည်ဆိုင်စတိုက်မွန်နန်းမွန်ရိုးရာအထည်ဆိုင်နဲ့ပန်းစည်းများရှင်လောင်းပစ္စည်းများနဲ့ငွေသားများပါလူတန်းပေးပါတော့လူတော်ရတင်ငန်းတိုင်းမှာတိတိကမသိပြီးမိချေချေရင်တို့နဲ့လာရောက်ဝန်းရံပေးကြတော့စိုက်သမားအဖွဲ့မှဒီမနေများပဝါများကိုလူတန်းပေးပါတော့ KS Collection Wedding Planner နဲ့မူတော်မူမော်လမြိုင်အင်ချိတ်လက်ရာဆိုင်မှဦးကိုတန်းနဲ့သုဒ္ဓမသိန်ဒေါ်ဝင်းကြီးမို့အတီးခွဲသားများတို့ခေါင်းမောင်းတိုက်ပုံပစိုးပဝါထမင်းများကိုလူတန်းပေးပါတော့မင်းနေမျိုးတိုင်းနဲ့မိကြီးရ
ယာတို့ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်တစ်ခုကတော့ဒီနေ့ပွဲနဲ့တော့မသက်ဆိုင်နေမယ်ကျမတို့မူလူကိုဒီကနေပြီးတော့မှတန်ဖိုးရှိသော message တစ်ခုကိုပေးချင်ပါတယ်ရှင်အဲ့ဒါကတော့ကျမတို့မူလူမျိုးတွေကကိုယ့်ရဲ့သားငယ်သမီးငယ်များကိုနာမည်ပြင်မွန်းတာပေးတဲ့အခါမှာကိုယ့်လူမျိုးရဲ့အမှတ်အသားဖြစ်တဲ့ယောက်ျားလေးနာမည်ရှိမှမင်းမိန်းကလေးနာမည်ရှိမှမိဆိုတဲ့အမှတ်အသားများကိုထည့်ပေးစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့မိဘတွေရဲ့မေလျော်မှုပေါ်စားမှုတွေကြောင့်ဒီလူငယ်တွေရဲ့နာမည်တွေရှိမှကိုယ့်လူမျိုးရဲ့အမှတ်အသားဆိုတာတစ်သက်လုံးပါမလာတော့ပါဘူး။အဲ့လိုမျိုးဘာလူမျိုးမှန်းဆိုတဲ့အမှတ်အသားမပါလာတဲ့အခါမှာနောက်တစ်ချိန်မှာဒီကလေးတွေဟာမူလူငယ်ချင်းချင်းတွေကလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်ဒီပမှာပဲဖြစ်ဖြစ်တွေ့ဆုံကြတဲ့အခါမှာတဦးနဲ့တဦးမွန်မှန်မတိကြတော့ကြောင့်မို့ခင်မင်းရင်းနှီးမှုမရှိတော့ပါဘူးရှင်အဲ့ဒါလို့ခင်မင်းရင်းနှီးမှုမရှိတော့တဲ့အတွက်ကြောင့်မို့လိုအပ်တဲ့အကူအညီကိုတယောက်နဲ့တယောက်အခက်အခဲတွေကိုလည်းဝိုင်းဝန်းပြီးတော့ကူညီပေးမှုမရှိကြတော့ပါဘူးဥပမာအနေနဲ့ပြောရရင်အခုဆိုကျမတို့ရဲ့ဆရာကြီးအဘဒေါက်တာမင်းတင်မို့ပဲဥပမာပြပြရစီဆရာကြီးကသူငယ်စဉ်ကတည်းကတက္ကသိုလ်ကျောင်းသားဘဝမှာကတည်းကနေပြီးတော့သူကသူ့နာမည်ရဲ့ရှေ့မှာသူဒီမူလူမျိုးတစ်ယောက်ဆိုတဲ့အမည်နာမကိုသိအောင်အတွက်မင်းဆိုတဲ့အခရာကိုတတ်ခဲ့တယ်။ဒါကြောင့်မို့ဆရာကြီးကပြည်တွင်းမှာပြီးတော့ပြည်ပမှာရောတာဝန်တွေအများကြီးထမ်းဆောင်တဲ့အချိန်မှာသူ့ရဲ့နာမည်ကိုတွေးလိုက်တာနဲ့အော်ဒါတို့မူလူမျိုးပါလားဆိုတာကိုသိရှိကြတာဖြစ်ပါတယ်။လူငယ်ဘဝမှာလည်းပြည်ပမှာဖြစ်ဖြစ်ပြည်တွင်းမှာဖြစ်ဖြစ်လုပ်ငန်းခွင်မှာလည်းဖြစ်ဖြစ်မွန် community မှာပါဝင်ဆောင်ရွက်တဲ့အခါမှာကိုယ်မူလူမျိုးချင်းချင်းစီးလုံးညီညွတ်စွာနဲ့ခင်မင်းရင်းနှီးကြရမှာဖြစ်ပါတယ်။နောက်ပြီးတော့နာမည်မဲ့ရင်လည်းတာသမီမွေးစည်းစလုပ်ကြတဲ့ကမင်းတို့မိတို့စတဲ့အမည်နာမကိုတခါတည်းထည့်စေချင်ပါတယ်။မွေးစည်းမှာပါမတာရင်တကောင်းစည်းမှာတခါတည်းပါလာမှာပါ။တကောင်းစည်းမှာပါလာမှတာရင်12နှစ်ကလုပ်ရင်ပါလာမှာပါ12နှစ်ကမှမတို့မိတို့မင်းတို့ပါမတာလေ16နှစ်မှတ်ပုံနဲ့ကမှပါလာမှာပါကျမတို့16နှစ်နိုင်ငံသားကလုပ်တဲ့အခါမှဒါလည်းမိထည့်ပေးပါမင်းထည့်ပေးပါလို့တောင်းဆိုလို့မရတော့ပါဘူးဘာလို့လဲဆိုတော့အခုကမတမာတော်ကြီးနဲ့အချို့တွေကနာမည်တွေရဲ့ရှေ့မှာနာမည်ရှေ့ကတလုံးပြုတ်တာတို့နောက်ကတလုံးတိုးတာတို့ငွေနဲ့တက်ကရစ်ပြင်တာတို့အဖေနာမည်ပြင်ချင်တာတို့စတဲ့ကိစ္စတွေကြောင့်လဝကဝန်ထမ်းတွေကလည်းသူတို့ရဲ့အခက်ကညွှန်ကြားချက်တွေကြောင့်လုံးရကန်ရတာအခက်ခဲရှိပါတယ်အဲ့ဒါကြောင့်မို့ကိုယ်သားသမီးကိုမွေးချင်းစလုပ်ကြတဲ့ကကိုလူမျိုးတွေရဲ့အမှတ်သားဖြစ်တဲ့မင်းတို့မိတို့ဆိုတဲ့စကားလုံးကိုထည့်စေချင်ပါတယ်နောက်ပြီးအခုကျမတို့မူလူမျိုးတွေလက်တွေ့ကြုံတွေ့နေရတာကတော့လူကြီးတွေရဲ့ပေါ်ဆမှုနဲ့ပေါ်ဆမှုကြောင့်လူမျိုးဆိုတဲ့နေရာမှာမွန်ဆိုပြီးတော့မထည့်မိကြတဲ့အခက်အခဲလေးတစ်ခုပါအထူးသဖြင့်ကျမတို့ရန်ကုန်ပေါက်မွန်လူမှုတွေကလူမျိုးဆိုတဲ့နေရာမှာအဆင်ပြေတယ်လို့ပဲထည့်မိထားကြတယ်ပေါ်ဆမိတယ်အဲ့ဒါကြောင့်မို့ကျမတို့ရန်ကုန်မွန်လူဦးရေဒီအမှန်တကယ်3သိန်းကျော်ရှိပါတယ်ဒါပေမဲ့တကယ်တမ်းကျမတို့မြေပြင်မှာစီးရင်ကောက်တဲ့အခါကျတော့လဝကစီးရင်မှာ6000တောင်မပြီးတော့ပါဘူးနိုင်ငံရဲ့လူရေရဲ့0.01တောင်မပြီးခဲ့ပါဘူးရှင်အဲ့ဒါကလက်ရှိလောလောဆယ်တဲ့ကျမတို့မူလူမျိုးတွေရဲ့မေလျော်မှုရောပေါ်ဆမှုတွေလက်ရှိခံစားနေရတဲ့ခံစားချက်ပါအဲ့ဒါကြောင့်ကျမအဲ့ဒီ message လေးတစ်ခုကိုပေးချင်တာပါရှင်